ပိတ်တွေနားထောင်ဖို့စင်တင်ဖြစ်ပြီလားဒီညမှာမေးနိုင်တဲ့ဇလန်တပုတ် MK Honor Story မှာစတင်ပါပြီည7:45မိနစ်မိုးလေးတစ်ဖြောက်ဖြောက်ရွာနေတယ်လမ်းမီးတွေဟာတချို့ပြက်နေပြီလမ်းကြောင်းတစ်လျှောက်မီးမမှန်တော့ကိုစီဟာလုံးပြီးတဲ့နောက်ဆုံးဘတ်စကားမဖြစ်မနေစီးရတယ်ဒီကားနောက်ဆုံးပြေးဆိုတော့နောက်ဆုံးပြေးတာဆိုတော့လူတွေတယောက်နှစ်ယောက်ပဲကြံနေရတယ်ဒါပေမဲ့ဒီညတူတက်လာချိန်မှာတော့အတွင်းထဲမှာတခြားလူမရှိတော့ဘူး driver တယောက်ပဲရှိတယ်ညအိမ်ပြန်နောက်ကျလို့ပဲနော်ကိုစီကစကားဆလိုက်တယ် driver ကဘာမှမပြောဘူးမှန်နေကနေမျက်လုံးနဲ့တာကြည့်တယ်အဲဒီကြည့်အောင်ပုံမှန်မဟုတ်ဘူးတခုခုတီးနေတယ်လို့မျိုးကားဖြည်းဖြည်းလေးထွက်သွားတယ်လမ်းတစ်လျှောက်လုံးတိတ်ဆိတ်နေတယ်ပြင်မှာမိုးရွာတယ်နဲ့ကားရင်ချင်တယ်ပဲကြားရတယ်တနေရာရောက်တော့တင်းဆိုတဲ့ဘဲတဲ့တန်လေးတက်လာတယ်ကိုစီကခဏလေးအော်သွားတယ်သူမနှိပ်ဘူးဒီကားထဲမှာလဲသူတယောက်သေးပဲရှိတယ်ဒရိုင်ဘာကဘာမှမမေးပဲကားကိုဖြည်းဖြည်းရက်လိုက်တယ်ဒီနေရာမှာမရက်ဘူးလေလို့ကိုစီကပြောမလို့ဒါပေမဲ့ဒရိုင်ဘာကချက်ချင်းပြန်ပြောလိုက်တယ်ရက်ချင်တဲ့သူရှင်ရက်ပြီးရတယ်တကားဖြည်းဖြည်းလေးပွန်သွားတယ်အပြင်မှာမီးမရှိဘူးလမ်းဘေးမှာမိုးရွာနေတယ်အဲ့ဒီအမောင်ထဲကနေခြေတန်းတစ်ချက်နှစ်ချက်ကားထဲကိုတက်လာတယ်လို့ကိုစီကနှလုံးခုန်တန်းမြင်လာတာပေါ့သူ့မျက်စိနဲ့ကြည့်နေတယ်ဒါပေမဲ့ဘယ်သူမှမမြင်ဘူးတကားပိတ်သွားတယ်ကားကလည်းပြန်လေထွက်တော့တာပေါ့အဲ့ဒီချိန်မှာကိုစီကနောက်ဖက်ထိုင်ကုန်မှာတယောက်ထိုင်ကုန်ပေါ်ထိုင်သွားတယ်လို့လှုပ်သွားတာကိုခံစားလိုက်ရတယ်ထိုင်ကုန်ကနင်းငင်နှိမ်သွားတာပေါ့အေးတယ်လီမီးပဲနေအေးကျေးဇူးတင်ပါတယ်ဆိုတဲ့တန်နာလေးမှာတိတ်လေးထွက်လာတယ်ကိုစီကမလုံရဲတော့ဘူးအဲ့ဒီတန်လူတန်မဟုတ်ဘူးရန်အေးစိတ်နဲ့တန်နဲ့ရန်လည်းနီးရယ်ဒရိုင်ဘာကမှန်နေရနေပြန်ကြည့်ပြီးနောက်တစ်ယောက်တက်လာပြီလို့ပြောတယ်ကိုစီကထိတ်လန့်မှုနဲ့ဘာလဲဘယ်သူလဲလို့မေးလိုက်တယ်ဒရိုင်ဘာကခေါင်းလည်းမကြည့်ပဲတိတ်လေးပြောတယ်ဒီလမ်းမှာည7 နာရီကျော်ရင်လက်ပြတဲ့သူတွေကိုမမြင်ရတော့ဘူးကားထဲမှာလေမရှိပဲမယ်အေးလာတယ်အဲ့ဒီချိန်မှာနောက်ထိုင်ကုန်ကနေတန်တစ်ခုထက်ထွက်လာတယ်ငါနေအားနေဟုတ်ပြီလားဒရိုင်ဘာချက်ချင်းပြန်ပြောတယ်မရောက်သေးဘူးကိုစီကနှလုံးခုန်တာကတော့မြန်နေပြီပေါ့ကားနောက်ထပ်တနေရာမှာအလိုလိုတင်းဆိုတဲ့ဘဲ
ပ်မိလာတယ်ဒီတစ်ခါ driver မရက်ဘူးဘာလို့မရက်တာလဲလို့ကိုစရာမေးလိုက်တယ် driver ကပြန်ပြောတယ်သူ့နေရာမဟုတ်ဘူးနောက်ထိုင်ကောင်ကတန်းကနင်းငယ်မကြည်နဲ့တလို့ငါ့ကိုဆင်ခိုင်းမလားလို့ပြောတယ်ကားထဲမှာအပူချိန်ကတဖြည်းဖြည်းကျသွားတယ်အသက်ရှူကခတ်လာတယ်ကိုစီကတော့မခံနိုင်တော့ဘူးကျွန်တော်ဆင်းမယ်လို့ပြောလိုက်တယ် driver ကချက်ချင်းပြန်ကြည့်ပြီးမင်းဆင်းမဲ့နေရမရောက်သေးဘူးအဲ့ဒီချိန်မှာနောက်ထိုင်ကောင်ကအတန်ကတဖြည်းဖြည်းနီးလာတယ်သူပဲထိုင်ကောင်ကနောက်ထပ်တစ်ခါနှိမ်သွားတယ်မင်းငါနေရာမှာအစားထိုးမလားကိုစရာမျက်လုံးမိတ်လိုက်မိတယ်ကားနောက်ဆုံးတနေရာမှာရက်လိုက်တယ် driver ကပြောတယ်ဒီနေရာနောက်ဆုံးရဲ့တကားပွန်သွားတယ် driver ကပြန်ကြည့်ပြီးတော့တယောက်တော့ဆင်းရမယ် MK Honor Story ကိုနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပုဒ်မှာတင်ဘယ်လိုဇာတ်လမ်းကိုနားထောင်ကြလဲဆိုတာကွန်မန့်မှာရေးပေးပါဦး